Hello ခုဆိုရင်တော့နည်းနည်းသေးလေးပြမှာဖြစ်ပါတယ်နည်းနည်းတော့စပြီးတော့ရောနော်ဖေဖေသင်ပေးထားဖြစ်ပါတယ်စစချင်းဟို take ကဟာကြီးကိုတော့ချိုးလိုက်တာဖြစ်ပါတယ်ပြီးတော့ဒါအဲ့လိုလေးရပြီးတော့ဘေးဆောင်အဲ့လိုမျိုးလှိလိုက်တာဖြစ်ပါတယ်တိတ်တော့မလောက်ဘူးနော်ပြီးတော့ဟိုဘက်ကိုလှမ်းပြီးတော့ကျန်တဲ့ဟာလေးကိုထပ်လိမှဖြစ်ပါတယ်ဒီပြီးဝိုင်းနော်ရေလေးနဲ့စီးမှဖြစ်ပါတယ်ဒီဆန်ကိုလှိရမှာဆိုတော့ဒီလိုလှိလို့မရဘူးအဲ့တော့စောင်းစောင်းလေးသွားမှာဖြစ်ပါတယ် So I usually start at the bottom. အောက်ကနေစရပါတော့ဂျားလေးကိုသွားပြီးအဲ့လိုမျိုးလီဝါဖြစ်ပါတယ် You just basically go to the direction နဲ့သွားတာပါကျွန်တော်တော့ဘယ်နဲ့ဆန်းဆန်းလေးသွားတာဖြစ်ပါတယ်အရင်နဲ့ဆရာမလို့ပါဘူးဘာလို့ဆိုတော့အဲ့အဆန်လေးတွေကအပေါ်ရင်လေးနားမှာပဲရှိနေရပါရကျန်တဲ့အစင်းရောင်လေးတွေကိုချောတက်လိုက်လို့ရပါတယ် Okay ဒီလောက်ဆိုကြည့်ကောင်းပြီထင်တာပဲတောက်ရေးစီမယ်ရေးစီပြပါပြီရေးစီပြီးလို့ရှိရင်မစားခင်ရေးကြည့်ရတစ်ခုလောက် which is စားလေးနာဖြစ်ပါတယ်ဒါလေးကစားဘူးပါစားရတဲ့မှန်ဖြူတာပေါ့နော် I think it's better if you လက်ပေါ်မှာတင်ပြီးတော့ပုတ်လိုက်တာပိုကောင်းမယ်ထင်ဘာလို့ဆိုတော့တနေရာထဲမှာအများကြီးဖြစ်မှာဆိုလို့ပါလက်တော့စီးဖို့မမြင်ပါနဲ့တို့ကတော့ခုနစီးပြီးတော့ဖြစ်ပါတယ်စားဖို့ပုတ်တဲ့ချားရည်ရအောင်ပုတ်ပါတယ်ခဏထားလိုက်မယ်ထားတဲ့အချိန်မှာဒါလေးတန်ရှင်းလုပ်လိုက်မှာဖြစ်ပါတယ်အခုစားနေသိပြီးတော့ထားပြီးပါပြီမနော်စားလီလို့ရပါပြီအရင်ဆုံးတစ်ချမ်းချမ်းလိုက်တယ်ပေါ့နော်ချမ်းပြီးတော့နောက်တစ်ချမ်းတစ်ချမ်းမှဖြစ်ပါတယ်တစ်ချမ်းချမ်းပြီးသွားလို့ရှိရင်ဥတိုင်းကိုလိမှဖြစ်ပါတယ်ဥတိုင်းကျတော့တချို့လူစားရပေါ့နော်ချွေတော့စားရဒါပေမဲ့ချိန်တော့လှုပ်ပစ်လိုက်ပါတယ်โอเคအတုံးကြီးကနည်းနည်းကြီးသေးတော့ထပ်ပိုင်းလိုက်မှဖြစ်ပါတယ်ဒီလောက်တုံးစင်တော့ဆင်ပြီးပြီပေါ့နော်စားလီလို့ရပါပြီဟီတစ်စိတ်လောက်မီးပြီးတော့ပတင်စားကြည့်လိုက်ပါဦးဖြစ်ပါတယ်ရတာတော့အိုးရှိပါဒီမြတ်စာရေးပါကျမတို့ကောင်းပါတယ် fiber ရပါတယ်ခုဆိုရင်တော့ပြီးတော့ပါပြီ so this is how you cut a pineapple from scratch ကျေးဇူးများတင်ပါတယ်တတာဒါမလို့ခင်မှာဟင်းချလိုက်ပါတယ်ဆောက်လိုက်ပါမယ်ဘယ်လိုနဲ့တုံးဖြစ်ပါတယ်ခွင့်ချပါဒါရတော့ဒီပြီးတော့နည်းနည်းလေးပဲဖြစ်ပါတယ်ညတာမျိုးနည်းနည်းတို့ထားပါမယ် thank you bye